သူရဲ့ special ချုပ်ကိုရင်ဆိုင်မှုအစင်းသေးပြင်ထားလိုက်ပါဆိုပြီးဘန်ကိုဒဲစိန်ခေါ်လိုက်တဲ့ဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport Crazy Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်ရဲ့ပါချွေးသားကြီးရဲ့လက်ရှိ UFC ဖလန်ဖိုက်တာအဆင့်3ကဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာကတော့ဂျော့ရှွာဘန်ချန်ပီယံကာဝေးရမယ့်ဖိုက်တာတွေကအဓိကဦးစားပေးဖိုက်တာတစ်ဦးပဲဖြစ်ပါတယ်အရင်ကတော့ဖလန်ဝေးတဲ့ချန်ပီယံဂျော့ရှွာဘန်နဲ့ဘော်လီဖိုက်တာမာနေဂတ်တို့နှစ်ယောက်အပြန်အလှန်စိန်ခေါ်လေတိုက်မှုတွေနဲ့ပွဲဖြစ်နေကြတာပါဒီချိန်မှာတော့ပရိုဝီဖိုက်တာမာနေဂတ်နေရာမှာဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာကအစားထိုးဝင်ရောက်လာခဲ့ပြန်ပါတယ်ပုံမှန်အဖြစ်တော့ဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာကလေးမကျတဲ့ဖိုက်တာတယောက်လို့ပဲပြောရမှာပါဒါပေမဲ့အခုလက်ရှိမှာတော့ဖလန်ဝေးတဲ့ချန်ပီယံဂျော့ရှွာဘန်ကိုစိန်ခေါ်ပြီး၄ပါတိုက်လာခဲ့တာပါအဓိကကြောင့်ကတော့ဖလန်ဝေးတဲ့ချန်ပီယံဂျော့ရှွာဘန်နဲ့ဖလန်ဝေးတဲ့ချန်ပီယံခပတ်လူပွဲမှာမာနေဂတ်ရှောင်ပြေးသွားတဲ့အတွက်ဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာကပွဲလမ်းလုံးဖျားခင်းလိုက်တာဖြစ်ပါတယ်ချင်းဖိုက်တာလေးဂျော့ရှွာဘန်နဲ့ဖလန်ဝေးတဲ့ချန်ပီယံခပတ်လူခွင့်အတွက်ဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာမှာလည်းအခွင့်အရေးရှိနေတာတော့အမှန်ပါပဲမာနေဂတ်နဲ့သာဂျော့ရှွာဘန်ပွဲမဖြစ်ခဲ့ဘူးဆိုရင်တော့ဘန်ရဲ့ချန်ပီယံကာဝယ်ပွဲကတက်ဆူရိုတိုင်ရာဖြစ်ဖို့လည်းသေချာသလောက်ပါပဲဘာလို့လဲဆိုရင်တော့ချန်ပီယံဟောင်းပန်ရိုဂျာအနေနဲ့သူရဲ့လည်းပြန်ကောင်းပြီဆိုပေမဲ့ဘန်နဲ့မကြေပွဲချက်ချင်းပြန်ထိုးဖို့အထိတော့အရေးဆုံးမှာမဟုတ်ပါဘူးတကယ်တော့ရဲဆုံးပြီးဘန်နဲ့မကြေပွဲထိုးမဲ့ဆိုရင်တော့ချန်ပီယံဟောင်းပန်ရိုဂျာအတွက်အရင်ကြီးမားသွားနိုင်ပါတယ်ဒါကြောင့်လက်ရှိမှာတော့ဂျော့ရှွာဘန်ချန်ပီယံကာဝေးရမယ့်ဖိုက်တာအဖြစ်တက်ဆူရိုတိုင်ရာကဖြစ်နိုင်ခြေရှိဆုံးပဲဖြစ်ပါတယ်ဖလန်ဝေးတဲ့ချန်ပီယံဂျော့ရှွာဘန်ကမာနေဂတ်ကြောက်လို့ပြည့်တဲ့အတွက်တက်ဆူရိုတိုင်ရာမင်းအစင်းသေးပြင်ထားလိုက်ဆိုပြီးအရင်စိန်ခေါ်လိုက်တာဖြစ်ပါတယ်အဲဒီချိန်မှာတော့ဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာကလည်းချက်ချင်းဆိုသလိုမင်းတခြားနာမည်တွေရှောင်းမပြောပါနဲ့တော့မင်းတကယ်တော်တယ်ဆိုတာတက်သေးပြလိုက်စမ်းပါငါရဲ့ဂျိုဂျစ်ဆူချုပ်ကိုရင်ဆိုင်ဖို့အစင်းသေးပြင်ထားလိုက်ပါလာမယ့်မလာ9ရက်နေ့စာချုပ်အတွက်ငါစင်းသေးမဲဆိုပြီးဘန်ကိုတုံးပြန်စိန်ခေါ်လိုက်တာဖြစ်ပါတယ်ဒါကြောင့်ဂျော့ရှွာဘန်နဲ့တက်ဆူရိုတိုင်ရာသာပွဲဖြစ်ခဲ့မဲ့ဆိုရင်တော့UFC ဖလန်ဖိုက်တာရဲ့အာရှဘောင်ရင်ကောင်းဆုံးလူငယ်ဖိုက်တာနဲ့အာရှအချို့လူငယ်ဖိုက်တာတို့ထိပ်တိုက်တွဲမှာဖြစ်ပြီးမျက်တော်မခက်ဆန်းကြီးကောင်းမှလည်းအသေးချပဲဖြစ်ပါတယ်